ဆိုင်ထဲကိုရောက်လာတယ်ဝန်ထမ်းလုပ်တယ်နော်အလုပ်တစ်ခုခိုင်းတော့မယ်ဆိုလို့ရှိရင်သူမပါတော့မသိကြအောင်ဆောင်းတယ်တချို့ကဖာသီးဖာသာနေတချို့ကတကယ်မသိတာလောကခေါင်းမန်းကိုမသိတာတချို့ကလောကခေါင်းမန်းသိတယ်သိရတာနဲ့မလုပ်တာတချို့ကကျတော့တထေးကအရန်ခိုင်းလို့မလုပ်တာနော်ရှင်းရှင်းလေးနော်မလုပ်ရင်မရယောက်ျားရဲ့မိန်းမရဲ့ဆိုပြီးမရှိဘူးဂျန်နယ်ခွဲလို့မရအဲ့ချိန်မှာအလုပ်လုပ်တဲ့ချိန်မှာဂျန်နယ်ခွဲလို့မရရှင်းလားမသိဘူးနော်အဲ့တော့ဆိုင်ထဲကိုရောက်တယ်ကိုကဝန်ထမ်းပဲလုပ်လို့တထေးပဲလုပ်လို့တထေးဆိုလည်းတထေးဆိုရင်အစ်စေးပဲလေဘာမှမလုပ်တဲ့သူရှိရတယ်နော်ဝန်ထမ်းစီတယ်ဝန်ထမ်းဘဝရောက်တယ်ကိုဝန်ထမ်းဘဝမှာဒီဆိုင်ကိုဆိုင်လို့သဘောထားလေဒီဆိုင်ပတ်သက်တာပဲကိုပစ္စည်းလို့သဘောထားလေလို့တာမကောင်းလားကောင်းတယ်လေတကယ်ကိုဆိုင်ဖွင့်ရောအဆင်ပြေလားမပြေဘူးလားအဆင်ပြေလားဖြည်းဖြည်းချင်းဖြုတ်လေဖြည်းဖြည်းချင်းပြတ်တက်လေအောက်တိုင်းနေစောင့်ချဝုံတိုင်းခုံကွမ်းကြားဘူးလားဖြစ်လားဘာများဖြစ်တယ်ဘာလို့လဲအခုပစ္စည်းမဟုတ်ဘူးလေခုပစ္စည်းမဟုတ်ဘူးအဲ့ဒီဟာကဘာမှ short မရှိဘူးနောက်ဆုံးငါတို့ကကျိုးသွားလေငါတို့က AC ဘာဖြစ်ဘူးငါတို့ကြောက်တယ်နေအများကြီးရှိတယ်6200ကျော်လောက်ရှိတယ်တောက်တယ်နေ short မရှိဘူးပြောချင်တဲ့သဘောတရားတခုကအဲ့ကောင်စီမှာဘာပါသွားလဲအဲ့ဒီစိတ်ပါသွားပြီးဆိုလည်းလုတ်တဲ့စိတ်အဲ့ကောင်သွားကြည့်လိုက်အဲ့ကောင်အိမ်ထဲဝင်လို့ချင်းဖက်ကိုဒီလိုချွတ်တာအဲ့လိုချွတ်ပြီးဝင်တဲ့ကောင်အဲ့ကောင်ဘေးရင်သွားမင်းနဲ့ဘေးရင်မေးပတ်ဆက်ကုန်တယ်ဘာမကြည့်နဲ့အဲ့ကောင်အိမ်ထဲကိုဝင်အဲ့ကောင်အဲ့တိုင်းမဝင်မှာအဲ့ဝင်သွားတဲ့ကောင်သွားကြည့်လိုက်အဲ့ကောင်အဲ့ပစ္စလက်ခတ်နေတာအိမ်ထဲမှာအိမ်ထဲကိုဖက်လေးတေချာတက်တက်လေးစီတယ်ချောက်လေးကိုတေချာလေးတုပ်ပြီးအိမ်ထဲဝင်ကောင်သွားကြည့်လိုက်အဲ့ကောင်ဘေးရင်သွားမင်းနဲ့အဲ့ကောင်အဲ့ပုံစံတိုင်းပဲအဲ့ဒါလူရောက်က BAB ကဝေးရပါဒါပေမဲ့အကျင့်နဲ့ပြင်လို့ရတယ်ပြင်လို့မရဘူးဆိုတာလက်ကားပြောတာရှင်းလားမသိဘူးအကူတို့လည်းပြင်နေရတာပဲအကူတို့လည်းပြင်လဲ perfect ဖြစ်နေခေါ်တယ်မဟုတ်တာအကူလည်းပြင်နေရတာပဲเนาะအဲ့တော့ကိုကဘယ်သူရှိမှာပဲလို့ဝန်ထမ်းပဲလို့တထေးပဲလို့ဘယ်မှာပဲလို့ကိုယ့်ရဲ့ပစ္စည်းပေါ်တန်ဖိုးထားတဲ့စိတ်ဒီချာမွေးပါစက်တွေပေါ်တန်ဖိုးထားတဲ့စိတ်မွေးပါဒီစက်ကတစ်နှစ်လောက်ခံမယ်ဆိုတော့စိတ်ထဲမှာသိနေဆိုရင်2နှစ်3နှစ်ခံရင်မကောင်းဘူးလားကောင်းတယ်လေအဲ့ဒါပစ္စည်းပေါ်တန်ဖိုးထားရလေပစ္စည်းပေါ်တန်ဖိုးထားဒါမှတော့တန်ဖိုးထားဆိုဒီကလည်းတန်ဖိုးထားကိုအဝေးမမင်းနဲ့ဘေးနေသွားတက်ပြီးမေးစရာဘာအကြောင်းမှမရှိမမေးနဲ့အဲ့ကောင်ကဒီပစ္စည်းပေါ်တန်ဖိုးထားမှာမဟုတ်ရှင်းလားမသိဘူးနောက်ကကြီးတွေတန်ဖိုးထားကိုပြုတ်ကြတယ်ကကြီးတွေဘာဖြစ်တုံးကုန်တယ်မသွားတွေဝေးကုန်တယ်ငါဖြစ်ဘူးလေသူတို့ကသူကအစ်စေးပဲလေဘာလို့လဲသူ့ရဲ့ညင်ကဘာဖြစ်လဲပြတ်သွားလားပြတ်သွားဘာဖြစ်လဲဝယ်တာဗောဟုတ်လားပြတ်တယ်ဘာဖြစ်လဲဝယ်တာဗောရင်းမကြည့်ဘူးလေသူတို့ကသူ့ဘဝရုပ်သူပြီးဆိုလည်းနေနေရလေအဆင်ပြေရလေမောင်မင်းလည်းဘာဖြစ်ဘူးမတို့တယ်လည်းဘာဖြစ်ဘူးလေအသက်ကြီးလာတော့စကားပြောလာပြီငယ်တဲ့ချိန်မှာမင်းတို့မသိဘူးငယ်တဲ့ချိန်မှာမင်းတို့မသိဘူးငယ်တဲ့ချိန်မှာအေးဆေးပဲဟာချွတ်ကကြီးပြုတ်ကြတယ်ခွက်နောက်တစ်လက်ဝယ်လေဘာဖြစ်လဲ2000ခွဲဝယ်လိုက်တယ်အေးဆေး3000ဝယ်လိုက်တယ်အားရှော့မရှိဘူးနည်းကောင်းတာ4000ဝယ်လိုက်တယ်9000တော့ပါအေးဆေးပဲအဲ့နောက်တစ်လက်လည်းထပ်ပြီးတော့ပြုတ်ကြမှာပဲရှင်းရှင်းလေးပဲသဘောတရားတစ်ခုကအဲ့တော့ तू ကတော့ပုံမှန်တိုင်းလေးပဲပါပဲသူ့ဘွားလေးအေးဆေးလေးသွားတာအဲ့စိတ်ကြီးကတော့ရှော့ပါဖြစ်လေပါသွားမပြင်းမချင်းပါသွားမှာပြောချင်တာပြီးသွားရင်ရှင်လာအောင်မယ်ဒီဆိုင်ကငါ့ကိုပညာလည်းမပေးဘူးပတ်စံလည်းမရဘူးဟောတော်လောကကြီးကကြောက်စရာကြီးနော်ကိုတိုင်ကကြတော့ကိုကမပြင်းမစင်မနေတတ်မထိုင်တတ်ကိုတိုင်လည်းဂယူးမဆိုင်စီကန်းလည်းမရှိပေါက်လို့ပဲစားလို့နေဒီနေ့ဂိမ်းထိုင်ဆော့ဗီဒီယိုထိုင်ကြည့်အားရနေဟုတ်လားအဲ့ဒါကိုဒီဇိုင်းကပတ်စံလည်းမရဘူးပညာလည်းမရဘူးအစကအော်ပနေနဲ့လေလှုပ်ထွက်သွားတယ်မင်းကိုယ်တိုင်ကဒီလိုပြောင်းလဲခြင်းမရှိပဲနဲ့နောက်တစ်လုံးထွက်သွားတယ်နောက်တစ်လုံးမှာရောမင်းစင်ပြေတယ်လို့လားစဉ်းစားနဲ့မင်းကပြပြမယ်ဒီလုံးမှာလှုပ်တယ်မင်းကအကိုင်းခက်လေးပဲရှိတယ်ဒါမင်းတိရွက်လေးလို့သဘောထားလိုက်မင်းကအပင်တပင်လုံးမှာတိရွက်လေးကိုသဘောထားလိုက်တိရွက်လေးကနေမင်းဘယ်ထိတက်မှာအကိုင်းခက်လေးဖြစ်အောင်မင်းကြိုးစားအကိုင်းခက်ကနေပြီးတော့မင်းဘာဖြစ်အောင်ကြိုးစားမှာလဲပင်စီဖြစ်အောင်မင်းကြိုးစားမှာပင်စီကနေတစ်စင်မြရေတောက်မြစ်တွေထိမင်းသွားမှာမင်းကလုံးဝအခြေခိုင်နဲ့အပင်ကြီးတစ်ပင်ဖြစ်အောင်မင်းကကြိုးစားနိုင်မကောင်းဘူးလား
ဒါပဲအသေးရွယ်လေးဆိုလို့ရှိရင်မင်းဘလောက်ပဲပြဿနာတွေတက်ဒီဒီရန်တွေတိုက်မင်းကျွေမှာပဲအမင်းနောက်တစ်ဆိုင်ပြောင်းလဲပြဿနာတွေကထပ်လာအောင်ပါပဲထပ်လာလို့ရှိရင်လည်းမင်းကပုံစံမပြောင်းတာဖြစ်တဲ့အတွက်ကြောင့်လို့အဲ့အရွက်တွေကလည်းထပ်ကျွေအောင်ပါပဲရှင်းရှင်းလေးပဲမင်းကိုယ်တိုင်ဒီမှာလောက်တယ်ဒီမှာအုံနာရှစ်စိတ်မွေးပစ္စည်းတွေပေါ်တန်ဖို့ထားလူတွေပေါ်တန်ဖို့ထားတေချာလေးလောက်ကိုကြိုးစားပြပြနဲ့အရွက်ကနေပြီးတော့ပင်စီလေးဖြစ်လာရင်မကောင်းလားအကိုင်းခက်လေးဖြစ်လာရင်မကောင်းလားအဲ့တော့လင်းလီကျဲတွေတိုက်အောင်ပါပဲပြဿနာတွေဆိုထပ်လာအောင်ပါပဲရှင်းလားမသိဘူးဘယ်ပြနားလဲလားမသိဘူးအဲ့တော့ကိုကဓာတ်တွေအကုန်လုံးပြင်ဆင်ထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မိမမှုံတိုင်းပဲတိုက်လင်းလီကျဲပဲလာတာသူများရဲ့ဒုက္ခရောက်တယ်လေကိုကစင်ပေါ်မှာပဲအဲ့ဒါကြောင့်ပြောတာလူတွေကကိုတိုင်အရင်မလုပ်ရဘူးပြောင်းလဲရတာကိုတိုင်ပြင်ရတာကိုတိုင်ကိုယ့်ရဲ့စိတ်ကိုအရင်ဦးဆုံးဦးစားပေးပြီးတော့ကိုရင်းနှီးမြုပ်နှံပြောင်းလဲပါဘိုးပြရှင်းလားမသိဘူးအဲ့တော့ပစ္စည်းတို့တန်ဖိုးထားပါဒါကိုဒါဒီပေးတာအဲ့တော့လုပ်ငန်းခွင်တွေရောက်သွားလိမ့်မယ်လုပ်ငန်းခွင်တွေရောက်တဲ့အချိန်မှာဒီတိုင်းပဲသူများတွေအလာဘာတလာဘာလုပ်နေတဲ့အချိန်မှာအလာဘာတလာဘာမလုပ်ပါနဲ့ကိုယ့်ရဲ့အချိန်တွေကိုမဖြုံးပါနဲ့သူများတွေဖုံးသုံးနေတယ်ရုပ်ရှင်ကြည့်နေတယ်ကိုရှိရစီနီယာရှိတယ်မလုပ်ပါနဲ့လုပ်ပါနဲ့ကိုယ့်အတွက်အချိန်ရတန်ဖိုးရမ်းကြီးတယ်သူအသက်ကြီးလာရင်ပိုသိလိမ့်မယ်အချိန်ရတန်ဖိုးငယ်တဲ့အချိန်မှာမင်းတို့ပြောမဲ့သူမရှိရင်ပိုဆိုးရနော်အခုငါတို့လိုပြောမဲ့သူရှိရင်ကောင်းတယ်ရှော့မရှိဘူးပြင်ပါကိုပြောင်းလဲပါကိုယ့်ရဲ့တနေ့အချိန်ကိုဘာနဲ့ကုံဆုံးပါလဲသူများအတွက်နဲ့ကုံဆုံးပါလားကိုယ့်အတွက်နဲ့ကုံဆုံးပါလားဆိုတာစဉ်းစားပါဘိုးကနားလဲလားမသိဘူးရှင်းလားမသိဘူးအဲ့တော့လုပ်ငန်းတစ်ခုလည်းရောက်လာပြီဆိုရင်ပင်စီဖြစ်အောင်စူးစမ်းနိုင်တဲ့သူတွေဖြစ်ပါတယ်နော်ပင်စီဖြစ်အောင်စူးစမ်းနိုင်ရမယ်ဆိုတဲ့စိတ်ကိုမွေးတာကိုင်းခက်ဘွားမှာမနေနဲ့နော်အရွက်ဆိုပူတော်ဆိုးသေးတယ်ကိုင်းခက်ဘွားတော့မနေခိုင်းဘူးမင်းတို့ကပင်စီဖြစ်အောင်စူးစမ်းအဲ့တော့မင်းတို့ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်းအောင်မြင်မှုနဲ့ကြာရှင်းမှုဘယ်ကပူပြားမယ်ထင်လဲရှင်းရှင်းလေးပဲနော်ဘုရားနားလည်လားမင်းနော်โอเคကျေးဇူးပါโอเคဟိုကတကယ်စားတော့